ဘယ်သွားမှလဲဟိုဘက်ကပင်လာတယ်အင်းလာလေးရှိဖို့ဟုတ်ပါဒီရင်ပြီးတော့မှဟိုဘက်ကိုသွားဖို့ဘလူတွေမောင်းထုတ်လဲသူအစီအစဉ်နဲ့သွားတာလေအတင်တော့မဖြစ်ပါဘူးဆက်လျာဟိုဘက်ကလာခေါ်ပေးမှလားဘလို့လဲကောမကောပါဘူးငါသားတော့ငါကောပါငါအားလုံးဘယ်လောက်ကြံသေးလဲလူအမစီတထုံကြိုလိုက်ကြံပါအဖြစ်လို့ဟိုဘက်ကိုသွားတာလေမင်းတို့အစီအစဉ်နဲ့မင်းတို့သွားတာဟုတ်ပါရောက်နေတဲ့အချိန်မှာရောမင်းတို့လူညိုရေးအဖွဲ့တွေကလာချင်းချောက်တာတို့ပြောတာမကြောက်ပါလုံဆွေးကလာပြီးကြဘာမှပြောစားမရှိပါဘူးမရှိပါဘူးလောလို့ညာငါချီခူလေးရစားလုံဆွေးတူးရင်စင်းနေတော့မင်းတို့တောင်းနဲ့လှန်နဲ့မလာနဲ့ခူလေးဤစစ်စားလို့နီးလို့ရတာဘာမှတခုလေးကြောက်စားမရှိပါဘူးသူပြောဒီဘက်နိုင်ငံနဲ့ခုနကပေါ့နော်မနေနိုင်ချင်းကြောက်တာမျိုးတို့တတ်မယ်တို့ရဲတို့အဲ့လိုလောက်တာမျိုးရှိလားမသိဘူးတမ်းမတို့ကသင်္ချောတာမရှိပါဘူးရဲတက်ပဲဟုတ်ရေးတယ်မရှိပါဘူးဒီမှာရုပ်ကဘယ်လောက်ကြာပြီလေးတယ်ပါလေးရဆွေမျိုးသားချင်းတွေပါလို့ရှိတယ်မြန်မာပါဟိုဘက်သွားမယ်ဆိုတော့မရှိပါဘူးမရှိအခုဒီဘက်ကတာဝန်ရှိသူတွေကပြောပါတယ်ဒီမှာနေမယ်ဆိုရင်အားလုံးအဆင်ပြေအောင်လို့သူတို့နေရင်ထိုင်လုံခြုံရေးအစအဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးတော့သူရလည်းပြောထားပါတယ်အဲ့ဒါရောသိပါလားရှင်ကျွန်တော်ဒီမှာလူကြီးရောင်းနေလူကြီးကျွန်တော်မင်းရဆိုရင်ဒီမှာသူတို့မှာကဆိုရကလေးရောင်းနေတယ်ဒီမှာနေလို့နေမလားလို့ဟိုမှာကိုနေကိုပြန်လို့သွားရင်နေမလားလို့ပြောတော့သူတို့ကဆိုရင်ကျွန်တော်ရင်ကိုချီမလာရင်မလာရင်ဆိုရင်ကျွန်တော်နေလို့မရဘူးကျွန်တော်ပြန်လာရင်ရတော့သွားမယ်လို့ပြောလာတဲ့နေရာဆိုတာဘာလို့ဘန်လာကိုသွားမယ်လို့ပြောအဲ့ဟိုဘက်မှာသွားရောအစီးထက်ပို့ပြီးအဆင်ပြေမယ်ထင်လို့အဆင်ပြေမယ်လို့ကျွန်တော်ကပါသိမလဲ